ထိုင်းနိုင်ငံရဲ့ကမ္ဘာအမွေအနှစ် UNESCO ဝင်တဲ့ရှေးဟောင်းနန်းတော်တွေနဲ့စီတီပထိုးတွေအများကြီးရှိတဲ့စူကိုထိုင်းဆိုတဲ့မြို့လေးကိုလည်းသွားလည်ခဲ့တယ်ဒီစူကိုထိုင်းမြို့ကလေဘန်ကောက်ကနေဆိုရင်6နာရီလောက်မောင်းရတယ်ကိုသွားခဲ့တော့ကစူကိုထိုင်းရဲ့အကြီးဆုံးပွဲတော်ဖြစ်တဲ့လိုက်ကထုံပွဲတော်မှာသွားခဲ့တာဆိုတော့ညဘက်ဆိုရင်ဒီလိုမျိုးပွဲတော်အကြီးကျင်းပတာလဲကြုံခဲ့ရတယ်ဒီမျိုးကလေထိုင်းနိုင်ငံရဲ့လိုက်ကထုံပွဲတော်ကိုတော်တော်စီစီကားကားကျင်းပတာသူတို့ရဲ့ historical ပတ်ထဲမှာဆိုရင်လေလူတွေလည်းအများကြီးပဲညဘက်ဆိုရင်လည်းဒီလိုမျိုးမီးရှူးမီးပန်းတွေဖောက်ပြီးတော့ကျင်းပတာလည်းတွေ့ရတယ်တော်တော်လေးကိုလှတယ်ကိုထိုင်းမှာလေ outdoor activity လုပ်စရာအများကြီးဆိုတော့ဒီမနက်ကိုတော့သူကိုထိုင်းနာကနာမည်ကြီးရဲ့ cafe နဲ့ jungle adventure လေးလဲသွားခဲ့သေးတယ်ဒီ ATV bike ကိုလေပထမဆုံးစီးဖို့อ่ะဆိုတော့တောထဲမှာစီးရတာတော်တော်လေးကို adventure ဖြစ်ပြီးတော့ရင်ခုန်မှုကောင်းတယ်တငယ်ချင်းနေနေဆိုတော့ fun နဲ့တော်တော်ဖြစ်ခဲ့နောက်ဆုံးတော့ ATV bike စီးပြီးတော့ဒီ Clownland National Park ထဲကနာမည်ကြီးရဲ့ရေတံခွန်ကြီးရှိကိုလည်းရောက်ခဲ့တယ်adventure ပြီးပြီဆိုတော့ဓာတ်ပုံလှလှလေးရိုက်ဖို့အတွက်စူကိုထိုင်းရဲ့နာမည်ကြီးရဲ့တိုးလေးအများကြီးရှိရဲ့ဒီ cafe ကိုလည်းဝင်ပြီးတော့နားခဲ့သေးတယ်သွားတဲ့အချိန်ကလေအောက်တိုဘာဆိုတော့စူကိုထိုင်းမှာနည်းနည်းအေးနေပြီဆိုတော့တငယ်ချင်းတွေနဲ့ဆိုယူတိုင်းလေးလည်းလုပ်ခဲ့သေးတယ်နောက်ဆုံးနေ့ကိုတော့စူကိုထိုင်းရောက်ရင်မသွားမဖြစ်တဲ့ historical ပတ်ထဲက UNESCO ဝင်တဲ့ဖျားစီဒီပထိုးတွေကိုလည်းသွားပြီးတော့ဖူးခဲ့တယ်ဒီနေရာလေးကလေဈေးဒီအများကြီးရှိတာဆိုတော့ဗကန်နဲ့လည်းတော်တော်လေးကိုဆင်တယ်ဒီစူကိုထိုင်းမြို့လေးကလေလူဦးရေလည်းနေပြီးကမ္ဘာယဉ်ကျေးမှုအမွေအနှစ်တွေအများကြီးရှိတဲ့လေစရာကောင်းတဲ့မြို့လေးဆိုတော့အချိန်ရရင်သွားကြည့်အောင်နော်အားလုံးပဲကြကြ